ခံပါဝင်တဲ့အိမ်ရှင်မတို့အကြိုက်မီးဖို့6သုံးလျှက်စစ်ပစ္စည်းတွေကိုညီမတို့ဆယ်ပြားစီမှာဝယ်ရရှိနိုင်ပါပြီနော်ကဲအခုညီမလိုက်ပြပြမလို့ညီမနဲ့တူတူလိုက်ကြည့်ရအောင်ကဲအဲ့လေရောဒီမှာပါဒါလေးရဆိုလို့ရှိရင်တော့ညီမတို့မှာဘလန်ဒါလေးရှိမယ်ဒီဒုတိယထဲမှာဆိုလို့ရှိရင်လည်းဒါပြုတ်အိုးလေးရှိမယ်ဒီအောက်မှာဆိုလို့ရှိရင်လည်းကျမ်းမာရေးနဲ့ညို့တဲ့ကျမ်းမာရေးထမေးပေါအိုးလေးရှိမှာပဲဖြစ်ပါရဲ့ရှင်ဒီဘက်မှာဆိုလို့ရှိရင်တော့ညီမတို့ထမေးပေါအိုးစိုက်ဆောင်ရှိမယ်ဒီမှာဆိုလို့ရှိရင်တော့ဒါအိမ်ရှင်မတို့ကြားဒီမှာမီးဘူးလေးရှိမယ်ဒီအောက်မှာဆိုလို့ရှိရင်လည်း3မိနစ်ရွှေလေးအိုးလေးရှုံးမှာပဲဖြစ်ပါရဲ့ရှင်ဒီဘက်မှာဆိုလို့ရှိရင်တော့ညီမတို့ gas မီးဖို့ရှိမယ်ဒီအောက်မှာဆိုလို့ရှိရင်လည်းဒီမှာ hot plate လေးရှုံးမှာပဲဖြစ်ပါရဲ့ရှင်နောက်ဆုံးမှာဆိုလို့ရှိရင်တော့အိမ်ရှင်မအတိုင်းကြိုက်ကြတယ်ဒီမှာ Danny အိုးလေးရှုံးမှာပဲဖြစ်ပါတယ်ညီမတို့ဆယ်ပြားစစ်မှာဆိုရင်ဒီလိုမျိုးအိမ်ရှင်မတွေကြိုက်လျှက်စစ်ပစ္စည်းတွေအပြေကိုမှတခြားမီးသက်ဆိုလာအင်မတာဘက်ထရီမျိုးနဲ့မီးရမြင့်ဆက်တွေကိုလည်းအစုံလေးတနေရာထဲမှာဝယ်ရရှိနိုင်ပါတယ်ရှင်စိတ်ဝင်စားလို့ကိုရင်ကိုကြလာဝယ်ခြင်းနဲ့ဆိုရင်တော့ရန်ကုန်မန္တလေးပြည်ဦးလေးတောင်ကြီးမြို့မှာဖွင့်လှစ်ထားတဲ့ညီမတို့ရဲ့ဆယ်ပြားစစ်ဆိုင်ကြီးမှာကိုရင်ကိုကြလာရောက်ဝယ်လို့ရပါတယ်အသေးစိတ်ဆက်သွယ်မြင်မြန်ချင်တာရှိရင်လည်း hotline နံပါတ်3999931010ကိုဆက်သွယ်မြင်မြန်လို့ရပါတယ်နော်